အငယ်20တိဘောနော်နောက်တစ်ခါဖတ်မယ်ဘောနော်လူဒီအထူးထူးအပြပြကြာစီကဤတော့ရတွေထာဝရဘုရားတခင်ထာဝရဘုရားဤအကြံတော်ဒီတီလိမ့်မင်းနော်ကျမတို့လူရတယ်ဘောနော်တကယ်ပဲနီမျိုးစုံနဲ့ကြံစီတာဘောနော်လာမယ့်အနာဂတ်မှာဘာဖြစ်မလဲလာမယ့်အနာဂတ်မှာဘယ်လိုဖြစ်နေဆိုတာနီမျိုးစုံနဲ့ကြံစီတာဒါမဲ့ဖះတခေအတူမပါရှိပဲဆိုအဲ့ဒီအကြံစီကလုံးဝမထမြောက်ဘူးပေါ့နော်ကျမတက်တေခံချင်တာကျမဗမာပြည်မှာနေတော့ဆိုလို့ရှိရင်ပေါ့နော်ကျမတို့မောင်နှမ6ယောက်ရှိတယ်ပြီးတော့မိဘတွေကလည်းအလုပ်လုပ်ကြတယ်မိဘတွေကအလုပ်လုပ်တော့ခရီးသွားကြတယ်ခရီးထွက်ကြတယ်အမေကတော့ကျမတို့ပေါ့နော်အဖွားနဲ့ထားခဲ့ပေါ့နော်ပြောမဆိုမိဘရှိပြီမဲ့လေမိဘမဲ့လူမျိုးပဲကိုကအဲ့လိုမျိုးခံစားရပါတော့စိတ်ထဲမှာအဲ့ဒါတီးတဲ့အတိုင်းပေါ့နော်ဗမာပြည်ကလေအရာနဲ့ခက်ခဲတဲ့ခါကျတော့ကျမတို့ကကြောင်းတက်ပြီပဲလေစစ်ရဲနဲ့ကြောင်းတက်ရပါတော့စစ်နဲ့ကြောင်းတက်ရတယ်ပြီးတော့ပြောမယ်စစ်ရဲနဲ့ပဲစားရပါတော့အခုနပြောသလိုပေါ့နော်တရက်လာလဲပဲပြီးကြော်နေ့ရက်လာလဲပဲပြီးကြော်တရက်လာလဲကစိုးရဲနဲ့ပြီးတော့အဲ့လိုပဲစားနေရပါတော့အတိုင်းငိုင်းဆိုတာမဝင်စားနိုင်ဘူးပေါ့နော်ဒါမဲ့အနေဖြေရဲ့ကျေးဇူးကြောင့်တော့ကျမတို့ထမင်းမငတ်ဘူးကျောင်းတော့တက်ရတယ်ကျောင်းတော့တက်ရတယ်ဒါမဲ့ဘယ်လိုပြောမလဲသူများသားသမီးလိုမျိုးမုတ်ဖိုးအများကြီးပါသွားတာတို့သူများသားသမီးလိုမျိုးအခုစားလာပပတတရဝရမျိုးမရှိဘူးဒါမဲ့ကိုကလေအမေဖြေရဲ့ကျေးဇူးတော့ကျောင်းနေရတယ်ထမင်းတော့မငတ်ဘူးပေါ့နော်အဲ့နဲ့ကိုကကျမရဲ့ညီမဝန်းခွဲတွေညီမဝန်းခွဲတွေသုံးခွဲတွေနဲ့အတူတူဖျားကြောက်ပြီးတော့ home set မှာပေါ့နော် home set မှာတက်တေခါတဲ့ခါကျလို့ရှိရင်သုံးခွဲတွေညီမဝန်းခွဲတွေရတယ်ဘယ်လိုတက်တေခါလဲဆိုရင်သူတို့ဆယ်ရအောင်ပြီးလို့ရှိရင်သူတို့ဘွဲရပြီးလို့ဆိုနိုင်ငံခြားသွားမယ်အမေရိကသွားမယ်ဩစတြေးလျသွားမယ်စင်ကာပူသွားမယ်ဆိုတော့အဲ့လိုမျိုးတက်တေခါကြပါဘာလို့ဆိုတော့သူမိဘတွေအစီပြေတယ်သူမိဘတွေကပတ်စံရှိတယ်ပေါ့နော်ဒါမဲ့ကျမတို့ကကြတော့ဘယ်လိုပြောမလဲအစိမပြေဘူးစိတ်ထဲမှာတိမ်နေတယ်ပေါ့နော်စိတ်ထဲမှာအားငယ်ပေါ့နော်သူများတွေကတော့နိုင်ငံခြားသွားဖို့ဘာနိုင်ငံခြားမှာကျောင်းသွားတက်ဖို့နိုင်ငံခြားမှာအလုပ်လုပ်ဖို့ကျမတို့ကြတော့ဘယ်လိုပြောမလဲဒီနေတဲ့တောင်မြို့လေးတော့ရာဂုံမြို့တော့မရောက်ဘူးပေါ့နော်အဲ့တော့ကလေရာဂုံမြို့တော့မရောက်ဘူးတဲ့ဘဝပေါ့နော်အဲ့ဒါရာဂုံမြို့ဆိုအရာရောက်ဘူးချင်တယ်ဒါပေမဲ့မသွားနိုင်တဲ့ဘဝပေါ့နော်မရောက်ဘူးတဲ့ဘဝပေါ့နော်ဒါနဲ့ဒီလိုပဲစစ်ရဲပဲကြီးပြင်းလာပေါ့နော်ဒါမဲ့ဘာဖြစ်ဖြစ်တော့အဖွားကျမတို့တုံတေပါနော်ဖះတရားနောက်ကပတ်တော့တုံတေတဲ့ခါကျတော့ကျမတို့ဖះတခေကိုအမြဲတမ်းအားကိုတက်လာပေါ့နော်ဖះတခေကိုအမြဲတမ်းအားကိုတက်လာတဲ့တငယ်ချင်းတွေကဆိုလို့ရှိရင်တငယ်ချင်းတွေကဘာလို့ပြောမှုတ်ဆိုင်ပါလေအကျော်ဆိုင်ပါဖြစ်လက်ဖက်ရည်ဆိုင်ပါတက်ထိုင်လို့ရှိရင်တငယ်ချင်းတွေကဘာပြောကြလဲကိုရီးယား